င်္ဂလာပါညီမကတော့မြမြတာကီဖြစ်ပါတယ်ညီမအခုကစိုင်းငင်ကမုံဖွင့်9လောက်မှာရှိတဲ့ NLA ကိုရောက်ရှိနေပါတယ်ညီမကဒီ NLA မှာ ACC UK Foundation တက်ရောက်နေတဲ့အကြောင်းတူဖြစ်ပါတယ်ညီမကဒီ ACC Foundation ကို online ကမတက်ဖိနေ campus မှာတက်ရတဲ့ test ကိုကြိုက်တယ်ဘာလို့လဲဆိုတော့စာမသိရဆိုရင်လည်းဆရာဆရာမတွေချက်ချင်းမေးလို့ရတယ်တကယ်ချင်းနေနဲ့လည်းတွေ့ရတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကတော့ညီမရဲ့တကယ်ချင်းတွေပါအမဒီ ACC Foundation ကိုဖတ်လို့ online မှာတက်ဖိနေ campus မှာလာတက်တဲ့အကြောင်းလေးပြောပြပေးပါနော်။ငယ်ချင်းတွေနဲ့တွေ့ရတယ်ဒီဘရိတ်တိုင်းမှာဆိုလို့ရှိရင်လည်းအားလုံးပို့လို့ရတဲ့ငယ်ချင်းတွေနဲ့ဒါကြောင့် campus ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီမှာတော့သူတို့ရဲ့တိုင်းလေးပါပဲပေါ့။ဒီ NLA မှာက library လေးရှိတော့အရင်ကောင်းတယ်ဒီမှာဆိုရင်စောက်အစုံတွေ့ရတယ်ဆရာများတန်းတင်းတို့ဆရာမကြီးတို့လို့ရတစောက်တွေတော့မကဘဲနဲ့ဘုသူရရမယ့်စောက်တွေလည်းတွေ့ရတယ်ညီမကတော့ဒီမှာတစ်ခါမှတော့ငါ့ဖတ်ဘူးသေးဘူးဒါပေမဲ့ဒီမှာငါ့ဖတ်မယ်ဆိုရင်ဒီ library member ခက်လေးလုပ်ပြီးငါဖတ်လို့ရတယ်ညီမလည်းဒီ member ခက်လေးလုပ်ပြီးတော့ဖတ်မယ်လို့စိတ်ကူးထားပါတယ်နောက်ကျမှကန်တင်းလေးလည်းရှိတယ်ဒီမှာဆိုရင်မော့အစုံရပြီးတော့ဒီဆိုင်ခွေရတဲ့အစုံကိုလည်းစီတက်တာနေကြရတယ်ညီမတို့ကဒီကန်တင်းမှာပဲနေလေဆိုရင်အဲ့လိုမျိုးမုတ်တွေလာစားကြရဲပြီးတော့တစ်ခါတလေတော့စားချောင်းရွက်ပြတာပေါ့ဟုတ်တယ်နော်ဒီမှာကန်တင်းလေးရှိတာတော်တော်အဆင်ပြေဒါကြောင့်လည်းဆိုတော့ကိုအဘောစီရတဲ့အခုတော့ပြန်လို့တော့ပေါ့စနေနေ့ဆိုရင် special menu တွေလည်းရှိတော့တော်တော်လေးစီးညီမတို့ငယ်ချင်းတွေကဒီ NLA မှာကျောင်းတက်နေရပဲခင်းကြတာပါညီမတို့ကဒီ campus မှာလာတက်ရတာကိုလည်းသဘောကျတယ်ပြီးတော့အနာဂတ် career အတွက်လည်းဒီ professional လမ်းကြောင်းကြီးတာကိုတွေ့ကြရဲဆိုတော့လေညီမတို့ကဒီ NLA ACC Foundation မှာပဲဆက်ပြီးတော့အမှတ်ကောင်းနဲ့အောင်လုပ်သွားကြမယ်ပြီးတော့ဒီဖတ်ဝမ်းမှာလည်းဒီ NLA campus မှာပဲလာတက်မယ်လို့စိတ်ထားကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်